ကျွန်တော်တို့စွမ်းရည်တည်မြဲမှုနည်းရမှာအကြောင်းကိုကြားဖို့ကြပါတယ်အဲဒီစွမ်းရည်နေကအတက်မပေါ်ဟောင်းမပြောက်ဖဲနဲ့ရှီပြီးသားအသွင်တွေပဲကူးပြောင်းနေတဲ့အကြောင်းပေါ့ကျွန်တော်ဒီအရွေစွမ်းရည်တို့အပူစွမ်းရည်တို့လျှက်စစ်စွမ်းရည်တို့အတန်စွမ်းရည်တို့ဒီလိုစွမ်းရည်ပုံစံတွေမျိုးစုံအကြောင်းကိုပေါ့ဒီဗီဒီယိုမှာအကြံပြင်းအနည်းချုပ်ကြည့်ကြည့်ကြတာပေါ့ physics မှာတခုရှိတာစွမ်းရည်က work done ဆိုတဲ့အလုပ်ပြီးမြောက်မှုနဲ့သဘောချင်းတူတူပဲဆိုတာအဲ့ဒီအလုပ်ပြီးမြောက်မှုဆိုတာကြတော့အလွယ်ဆုံးပြောရရင်ကိုကအားစိုက်ရွှေတို့မှာဘယ်လောက်ရွေသွားလဲဆိုတာပေါ့သဘောကအရာဝတ္ထုကိုအားတက်ရောက်နေမယ်ဆိုရင်အဲ့ဒီတက်ရောက်တာလမ်းကြောင်းတစ်မျိုးရွေသွားတာအခြားဘက်တွေဆိုရင်ထဲမတော့ဘူးပေါ့အဲ့ဒီအားတက်ရောက်တဲ့လမ်းကြောင်းအတိုင်းဘယ်လောက်ရွေသွားလဲဆိုတဲ့သဘောကအဲ့ဒီအလုပ်တက်ရောက်မှုပါပဲဥပမာဘောလုံးကမြေကြီးပေါ်ပြုတ်ကျတာဆိုရင်ကဘာမြေဆွဲရကြောင်းအောက်ကိုရွေသွားတာ哦အဲ့တော့ dress ဆွဲမှုရှိတဲ့ကဘာမြေကြီးကဘောလုံးကိုပြုတ်ကျစေခြင်းအပြင်အလုတ်တက်ရောက်လိုက်တယ်ဆိုတဲ့ဥပမာဖြစ်စဉ်ပါပဲအဲ့ဒီကဘာဆွဲရကိုကျွန်တော်တို့ spray နဲ့လည်းမြင်အောင်ကြည့်လို့ရပါတယ်အဲ့မြေပြင်မှာသူ့ဘာသာရှိနေတဲ့ဘောလုံးကိုမရွှေ့လိုက်တဲ့အဖြစ်က spring ကိုရှေ့အောင်ဆွဲဆန့်လိုက်တဲ့အဖြစ်နဲ့အခြေအနေချင်းတူနေမှာပါအဲ့ဒီတင်းရရှိနေတယ်ပေါ့အဲ့ဘောလုံးကိုဆိုလဲကိုကလွတ်လိုက်ရင်မြေပြင်စီပြန်ပြီးတော့ရွေ့သွားမယ်ဆွဲဆန့်ထားတဲ့ spring အစွန်းလွတ်လိုက်ရင်လည်းငကိုလျားစီပြန်ရွေ့သွားမယ်ပေါ့ဒီလိုမျိုးပြန်ပြီးတော့ဂျုံအားတောင်အားရှိနေတဲ့သဘောကိုပဲ potential energy တီးတောင်စွမ်းအင်လို့ခေါ်ကြတာပါအဲ့ဒီမှာကိုဖိထားဆန့်ထားတဲ့ spring တီးတောင်စွမ်းအင်ပမာဏဘယ်လောက်ခံစားနေရမလဲဆိုတာကြတော့အဲ့ဒီအလုံးတက်ရောက်မှုညီမျှခြင်းကိုပြန်ကြည့်လို့ရတယ်ပေါ့တက်ရောက်အားနဲ့အကွာအဝေးအဲ့တော့ spring ကငကိုကနေကဂျုံအားဘယ်လောက်တန်လဲအဲ့ဒါအောင်မှာကိုကပုံရင်းအောင်ကွာဝေးဘယ်လောက်ဆွဲဆန့်ထားလဲမူတည်ပြီးတော့လိုက်ပြီးတီးတောင်စွမ်းအင်ခံစားနေရမယ်ပေါ့အဲ့ဘောလုံးမှရွှေ့တဲ့အဖြစ်မှာကြတော့တက်ရောက်အားကဘာဆွဲအားဆိုတော့အဲ့ဒီ drag through ဘောလုံးရဲ့အလေးချိန်ဖြစ်နေမယ်အကွာဝေးကကြတော့ကိုဘယ်လောက်မြင့်မလိုက်လဲဆိုတော့အကွာဝေးဖြစ်နေမယ်ပေါ့အဲဒါကြောင့်မို့ဒီတောင်စွမ်းအင်က drag through ပမာဏနဲ့မရွှေ့လိုက်တဲ့မြင့်ပမာဏပုံမူတည်နေမယ်ဆိုတာဒီ equation မှာကိုအတိုင်းသားကျွန်တော်တို့မြင်နေရပြီမထားတဲ့ဟာတွေပြန်ပြုတ်ကျသွားမယ်ဆိုလို့ရှိရင်ရွှေ့ရှားသွားတာဖြစ်တဲ့အတွက် kinetic energy ဆိုတဲ့အရွေ့စွမ်းအင်ဖြစ်ကိုစွမ်းအင်ပြောင်းသွားတယ်ပေါ့ဒီမှာ F ဆိုတာ force အားတက်ရောက်မှုဖြစ်တော့ acceleration ဆိုတဲ့အလင်းပြောင်းမှုတစ်ခုကရှိနေမယ်အဲ့ဒီဘောလုံးလွတ်ချလိုက်တာကိုစဉ်းစားကြည့်ရင်လည်းရက်နေရာကနေစရွေးပြီးတော့အောက်ပိုင်းရောက်လို့ရှိရင်ပုံမြန်မြန်ပြုတ်ကျသွားမယ်ဒီလိုအဟုန်ပြောင်းလုံးရှိနေတာကိုထည့်တွက်လိုက်တဲ့အခါကျတော့ကျွန်တော်တို့တွေ့နေကြ1/mv square ဆိုတဲ့ညီမျှချင်းစီကိုရောက်လာပြီပေါ့ဒီမှာကျွန်တော်တို့ထပ်သိနိုင်တာ mv square mnet v square ကိုအကျွေးစွမ်းရင်ပမာဏဘယ်လောက်ရှိလဲဆိုတာ drag ဘယ်လောက်ကြီးလဲဆိုတာရဲ့သူကဘယ်လောက်မြန်ပမာဏရွေရှားနေလဲဆိုတာကိုမူတည်ပြီးတော့ပဲထွက်ပေါ်နေမယ်ဆိုတဲ့အကြောင်းပေါ့ပြုတ်ကျတဲ့ဘောလုံးအောင်ဆုံးကျမ်းမြင်ရောက်ပြီးရင်အဲ့ဒီရွေစွမ်းရင်နေပဲရောက်သွားလဲကျွန်တော်တို့ကြားနေကြအတိုင်းဆိုရင်အတန်စွမ်းရင်ဖြစ်တော့ပြောင်းသွားတာပဲပေါ့အဲ့ဒီအတန်စွမ်းကိုနားလဲဖို့ဆိုရင်ကျွန်တော်တို့အတန်ကိုယဉ်ကြည့်လိုက်အောင်ကျွန်တော်တို့သိတဲ့အတိုင်းအတန်ဆိုတာတုံခါမှုဆိုတော့ဒရသားတုံခါတဲ့အခါမှာသူနဲ့ဘေးကဲရဲ့လေမော်လီကျူးတွေကိုလည်းတိုက်မိပြီးတော့အဲ့ဒီကနေအစင်းစင်းတိုက်မိသွားရနေအတန်လက်ဆင့်ကဖြစ်ပေါ်သွားတာပဲပေါ့ဒီမှာစွမ်းရည်နေဟုန်နေပြန့်နှံ့သွားတာကိုလိုက်မကြည့်ပဲနဲ့တနေရာတွေကလေမော်လီကျူးကိုကွက်ကြည့်မယ်ဆိုရင်တော့ဒီလိုမျိုးသူကရှေ့တိုးနောက်ဆုတ်ပေါင်းမိခန့်နေတာမျိုးတွေ့ရမှာပါစပရင်ကဒိုလိုက်ရှည်လိုက်ဖြစ်နေတယ်လို့ပဲပေါ့ဘေးဆုံးနေရာတွေမှာအရှိန်ကျပြီးတော့ပြန်ရွေ့မှာမို့လို့အဲ့မှာတင်းရအများဆုံးနဲ့အရွေ့စွမ်းရင်အနည်းဆုံးပဲအဲ့ဒီအလေးနေအောင်ဖြတ်သွားတဲ့ချိန်ကျရင်သူကအများဆုံးရွေ့သွားတာမို့လို့အရွေ့စွမ်းရင်အများဆုံးနဲ့စပရင်ကတင်းရမရှိဆုံးနေရာတွေပဲပေါ့အတန်တုံခါမှုမှာလိုက်ပြီးလှုပ်ရှားနေတဲ့လီမိုလီကျူးကလည်းဒီစပရင်နဲ့သဘောချင်းသွားတူသွားမှာအဲဒါကြောင့်အလေးနေရာကနေဘလောက်ပုံရွေးနေလဲဆိုတာကြတော့ဒီတောင်စွမ်းရင်အဖြစ်ပါဝင်နေမယ်ဘောင်မင်ခတ်တုံးရွေ့နေတဲ့မြင်ဆန်မှုတွေကကြတော့အရွေစွမ်းရင်ဖြစ်ပါနေမယ်ပေါ့ဒီလီမိုလီကျူးတွေရဲ့ဓာတ်တွေပေါင်းလိုက်လို့ရှိရင်အဲ့ဒီမှာပြန့်နေတဲ့အတန်စွမ်းရင်ပမာဏနဲ့အတူတူပဲဖြစ်နေမှာပါနောက်တစ်မျိုးလျှက်စစ်စွမ်းရင်ကိုလိုက်ကြည့်ဖို့ဆိုရင်လျှက်စစ်စက်ကွင်းကိုရင်ပြန်ကြည့်ကြတာပေါ့electric charge ဆိုတဲ့လျှက်စစ်တဲ့ရှိတိုင်းမှာလျှက်စစ်စက်ကွင်းတွေဖြစ်ပေါ်ပါတယ်ဒီလိုစက်ကွင်းဖြင့်မြင်းချောင်းဆွဲများထုတ်ပြထားတာတွေကလျှက်တက်ထဲမှာ positive charge ဒရမုံလေးတွေကိုမြင်းချောင်းနေရာထားလိုက်ရင်အားတက်ရောက်ခံရမယ့်ဘက်ကိုပြတာပါ negative charge ဆိုရင်တော့စန့်ကျင်ဘက်ပေါ့ဒီလိုမျိုးတွန်းအားဆွဲအားလျှက်စစ်စက်ကွင်းတွေကိုကမ္ဘာမြေဆွဲအားစက်ကွင်းလိုပဲကိုပြောက်စပရင်လေးတွေချိန်ထားလို့တင်းရရှိနေတယ်လို့စိတ်ကူးကြည့်နိုင်ပါတယ်ကျွန်တော်တို့ဘောလုံးမရွှေကြည်တုံးကလို့ပဲစက်ကွင်းတွေကနေရအလျောက်တင်းရခံစားနေရတာတွေရှိမယ်ဒါမှမဟုတ်အဲ့ဒီတင်းရအကြောင်းမို့လို့ရွေးရှားသွားတာတွေရှိမယ်ပေါ့လျှက်စစ်စက်ကွင်းရဲ့အဲ့ဒီတင်းရရှိနေတာတွေရွေးရှားတာတွေကနေပဲလျှက်စစ်စွမ်းရင်ဖြစ်လာတာလို့ကျွန်တော်တို့အကြမ်းမြင်နားလည်ယူလို့ရပါတယ်ကဘာမြေဆွဲရနဲ့ရှင်ပြောမယ်ဆိုရင်ဒီမြေမျက်နှာပြင်နေမြင့်ကရေစီးဆင်းမှုလမ်းကြောင်းပေးနေတယ်လို့ပဲပေါ့ဒီလျှက်စစ်စက်ကွင်းခင်းကျင်းပုံကနေပြီးတော့လျှက်ဓာတ်တွေကိုဘယ်ဘက်
ရွေရှားစီစဉ်ရမယ်အားတက်ရောက်ခံရမယ်ဆိုတာကိုအခင်းကျင်းပေးနေတာပါဒီ voltage ဆိုတာကလည်းဒီလျှက်ညို့အင်ကိုပဲကျွန်တော်တို့ဆိုလိုကြတာပါကျွန်တော်တို့ chemical energy ဓာတုစွမ်းအင်ကိုလိုက်ကြည့်မယ်ဆိုရင်တော့တက်ပြုတာတွေတွေ့ရတော့မယ်တက်ပြုပြီဆိုရင် molecule ပြည့်ချိတ်ဆက်ဖွဲ့စည်းထားတဲ့ atom တွေကဒီယထာတွေအတွဲချင်းပြောင်းသလိုပဲပေါ့ကြည်ရှိတဲ့ atom တွေနဲ့တွေမဲ့ molecule အသစ်တွေပေါ်လာအောင်ပြောင်းလဲစုဖွဲ့လိုက်ကြမယ်ဒီလိုပြောင်းလဲစုဖွဲ့ဖို့ဆိုရင် atom တစ်ခုချင်းအတွင်းမှာရှိတဲ့အနေအထားတွေလည်းပြောင်းလဲဖို့လိုပါတယ်အဲ့လို nuclear reaction အကြီးစားတွေမှမဟုတ်ဘူးဆိုရင်တော့ atom ရဲ့ဗေဒ electron တွေကအဓိကအနေအထားပြောင်းတာပေါ့အဲ့ဒီ atom ဗဟိုဇန် nucleus ကရောဗေဒ electron ကရောလျှက်တက်ရှိကြတော့သူတို့ချင်းလျှက်စစ်စက်ကွင်းဖော်ဆောင်နေမှာပဲကျွန်တော်တို့အလွယ်သဘောနဲ့ပြောရရင်တော့ molecule ဖွဲ့စည်းပုံအလိုက် atom တစ်လုံးချင်းအတွင်းထဲကဗေဒ electron တွေကပေါ့ဗဟိုဇန်နဲ့အနီးအဝေးမျိုးစုံဖြစ်နေနိုင်သေးတယ်အဲ့ဒီမှာ electron က atom ထဲမှာဝေဝေးကားနေရသလောက်ဒီမှာလျှက်စစ်တင်ရလဲပိုများနေမှာပါကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဓာတ်ပြုတာတစ်မျိုးဆိုရင် glucose molecule တွေက CO2 တွေ H2O တွေအဖြစ်ပြိုကွဲနေတယ်ပေါ့ဒီမှာ glucose ဘဝတုန်းက atom တစ်လုံးချင်းအတွင်းထဲကလျှက်စစ်တင်ရတွေကပိုမြင့်ပြီးတော့ဘဝပြောင်းသွားတဲ့အခါမှာအဲ့ဒါတွေပျောက်သွားတယ်ဒီမှာအသရင်ဆေးရင်းလျော့သွားတဲ့လျှက်စစ်စွမ်းအင်တွေဘယ်ရောက်သွားလဲဆိုရင်ဓာတ်ပြုတဲ့အချိန်မှာစွမ်းအင်ဖြစ်ဖြာထွက်တာပဲပေါ့ဒီဖြာထွက်တာကိုသုံးရင်လို့ပဲကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ glucose တွေဓာတ်ပြုနေရတာ哦ဒါကြောင့်မို့ဒီလို glucose သွေးရင်းသကြား molecule ဆိုလို့ရှိရင်ဖြာထွက်ဖို့စွမ်းအင်တိုးလောင်ထားတယ်ဓာတုစွမ်းအင်ရှိနေတယ်လို့ကျွန်တော်တို့ပြောကြတာပါအဆီ molecule ဆိုရင်ကြတော့ဒီ glucose ဓာတ်ကိုလောင်စွမ်းအင်သိပ်သီးတာ3ဆလောက်ပိုသိပ်သီးတိုးလောင်ထားပါတယ်ကျွန်တော်တို့အပူစွမ်းအင်ကိုနားလည်ယူဖို့ဆိုရင်အပူချိန်ကိုရင်လိုက်ကြည့်ရမှာပေါ့အဲ့ဒီ temperature အပူချိန်ဆိုတာအပူစွမ်းအင်နဲ့အတူတူတော့မဟုတ်ပါဘူးဥပမာအနေနဲ့အပူစွမ်းအင်ကိုယ်တိုင်ကဒုက္ခဆိုရင်အပူချိန်ကညှိညူးတယ်လို့ပဲပေါ့အဲ့လိုပေးလိုက်တဲ့ဒုက္ခပမာဏတူရင်တော့မှခန္ဓာရည်လိုက်ညှိညူးတယ်တိုးချဲ့กว่าမှာ哦အဲ့လိုပဲအပူစွမ်းအင်ပမာဏပေးလိုက်တာတူရင်တော့မှအဲ့ကြွက်သားဖွဲ့စည်းပုံလိုက်မှရှည်လားမြေလားတစ်သားဆိုတာကိုလိုက်ပြီးတော့အပူချိန်ဒီဂရီမြင့်တက်သွားတာကွာခြားနေမှာပါဒီအပူချိန်ဒီဂရီကဘာကိုတိုင်းတာမိနေတာလဲဆိုရင်ဒီကြွက်သားကိုဖွဲ့စည်းထားတဲ့အတွင်းပါတီကယ်တွေရဲ့တုန်ခါမှုကိုတိုင်းတာမိတဲ့သဘောမျိုးလို့စဉ်းစားကြည့်နိုင်ပါတယ်ပစ္စည်းတစ်ခုအပူချိန်မြင့်နေဆိုတာကသူ့မှာအတွင်းတုန်ခါမှုများနေတယ်လို့မျိုးပဲပေါ့အဲ့လိုတုန်ခါမှုပမာဏမတူတဲ့ကြွက်သားချင်းကိုထိစပ်ထားလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအတွင်းပိုင်းအရွေစွမ်းအင်ချင်းဖလှယ်မိကြတယ်လို့ဖြစ်သွားတယ်ဒီလိုနဲ့သူတို့ကအတူတူကဲ့ရဲ့ရှိနေတဲ့၍နောက်ဆုံးတုန်ခါတဲ့အခြေအနေအပူချိန်ဒီဂရီတူသွားတဲ့အထိကိုသူတို့အတွင်းစွမ်းအင်ချင်းမျှကြမယ်ပေါ့အဲ့ဒီမျှနေကြတဲ့စွမ်းအင်တွေကိုပဲကျွန်တော်တို့ကအပူစွမ်းအင်ဆိုပြီးခေါ်နေတဲ့သဘောပါဒီလိုစွမ်းအင်စီကူးမှုကကြွက်သားချင်းထိမနေဘဲနဲ့လည်းဖြစ်နိုင်ပါတယ်ကျွန်တော်ဒီ glucose molecule ဓာတ်ပြုတော့ကသူ့မှာငကိုရှိတဲ့လျှက်စစ်တင်ရစွမ်းအင်အချို့ကဒီနည်းနဲ့ပဲဖြာထွက်တာပါအဲ့ဒီမှာလျှက်စစ်စက်ကွင်းရုတ်တရက်ပြောင်းလဲသွားတာကြောင့်တန်လိုက်စက်ကွင်းစင်ကဲဖြစ်ပေါ်တယ်အဲ့နှမျိုးကအပြန်အလှန်စင်ကဲဖြစ်ပေါ်စေတာကြောင့်မို့လို့ဒီလိုလျှက်စစ်နဲ့တန်လိုက်စက်ကွင်းကြရက်ထသွားတာကိုပဲကျွန်တော်တို့ကလျှက်စစ်တန်လိုက် line ဆိုပြီးခေါ်ကြတာပေါ့အဲ့ဒီ line ကြရက်ထမှုတွေက drug သားမပါဘဲနဲ့ဒီ energy package ဆိုတဲ့စွမ်းအင်တီးတန့်လေးတွေကြီးရွှေ့ရှားသွားတဲ့သဘောပါပဲဒါပဲကျွန်တော်တို့ကပူစွမ်းအင်လို့ခေါ်လို့ရသေးတယ်နောက်ပြီးတော့အလင်းစွမ်းအင်ဆိုတာကလည်းဒီထဲကနေပါEliasis တန်လိုက် line အမျိုးမျိုးထဲမှာတချို့တလေကကျွန်တော်တို့မျက်စိနဲ့ဖမ်းပြီးမြင်နိုင်တဲ့အလင်းရောင်တွေဖြစ်နေတာ哦